ကြိုးစားစမ်းပါဦးအားစိုက်ထားပါဦးမြင်မြန်လေးအမီစာရန်ခရူးကျေးရွာအိမ်နီးချင်းခယူးလောက်ရှိမွေးပြီကလေးလေးကထွားလိုက်တာအမီစာရန်ခယူးလောက်ရှိစနီးကောင်းလိုက်တာတိတ်ကောင်းတာပဲဒီကလေးကဒီလိုပုံမှန်မဟုတ်တဲ့နမိတ်ဆိုးတွေနဲ့မွေးလာတာမိစ္ဆာတကောင်ကောင်းများဖြစ်နေမလားမသိဘူးစာရန်18နှစ်ကြာပြီးနောက်အမီစာရန်ခရူးကျေးရွာအိမ်နီးချင်းခယူးလီကောင်းလိုက်တာဒါကြက်သွေးရောင်မိကြက်မယ်မေမေယောဂတက်တာတော့မယ်ထွက်ပြေးခြင်းသေးတယ်ပေါ့မကောင်းတော့ဘူးဒါကြက်သွေးရောင်ငှက်ကောင်းကြီးပဲမကောင်းတော့ဘူးတွေ့သွားပြီထားလိုက်တော့ဒီငှက်ယူးနဲ့တိုက်ပွဲဝင်လိုက်မယ်အဖေအမေတားပြန်လာပြီလိအာပြန်လာတာပဲအဖေအမေမြန်ကြည့်ပါဦးဒါဘာလဲဆိုတာတားတောနက်ကြီးတဲ့ရောက်သွားခဲ့တာလားအမေတားဘာမှမဖြစ်ပါဘူးဒါကြက်သွေးရောင်ဂျိုးပါအမေယောဂါကိုပျောက်ကင်းစေနိုင်တယ်ရွာထဲကဆရာဝန်ကြီးကိုတားမေးကြည့်တော့ဒါကိုရေနွေးနဲ့ပေါင်းပြီး3ရက်တောက်ရင်လုံးဝကျန်းမာသွားမယ်တဲ့တောနက်ကြီးကတိတ်အနေရများတာအသက်ရှင်လျက်ပြန်လာနိုင်တာနဲ့တင်အဆင်ပြေပါပြီအမီစာရန်ခရူးကျေးရွာသူကြီးခယူးလောက်ရှိခယူးလိဆိုတဲ့မိစ္ဆာကိုချက်ချင်းထွက်ခိုင်းလိုက်စမ်းမိစ္ဆာချက်ချင်းထွက်ခဲ့စမ်း